ပန်းနိုင်ကြီးတစ်ခုကိုချိန်ရွယ်ထားပေမဲ့ဘလို့စတင်ရမလဲစဉ်းစားလို့မရပဲခေါင်းရှုပ်နေပူပါသလားတစ်ပတ်လောက်စိတ်အားထက်သန်စွာလှုပ်ဆောင်ပြီးနောက်တစ်ပတ်မှာပျောက်ကွယ်သွားတဲ့ခံစားချက်ကိုရောခံစားပူပါသလားဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ consistency ဒီဇိုင်းမမှတ်လှုပ်ဆောင်ခြင်းရဲ့စွမ်းအားအကြောင်းပါ consistency ဒီဇိုင်းမမှတ်လှုပ်ဆောင်နေဆိုတာတရက်ထဲမှာအစွမ်းကုန်အားထုတ်တာမျိုးမဟုတ်ပါဘူးဒါကနေ့စဉ်နဲ့အမျှသေးငယ်တဲ့ခြေလှမ်းတွေကိုစဉ်ဆက်မပြတ်လှမ်းနေခြင်းကိုဆိုလိုတာပါကျွန်တော်တို့မြင်တွေ့နေရတဲ့အောင်မြင်မှုကြီးတွေရဲ့နောက်ွယ်မှာမော်ဆန်တဲ့လျှို့ဝှက်ချက်တွေမရှိပါဘူးရှိတာကတသက်မှတ်ထဲသောအားထုတ်မှုတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီ podcast လေးကနေဒီဇိုင်းမမှတ်လှုပ်ဆောင်ခြင်းကဘလို့အောင်မြင်မှုကြီးတွေစီပို့ဆောင်ပေးတယ်လဲဆိုတာကိုပညာရှင်တွေရဲ့အဆိုအမိန့်တွေအောင်မြင်တဲ့လူပုဂ္ဂိုလ်နဲ့ကုမ္ပဏီတွေရဲ့ဥပမာနဲ့အတူလေ့လာသွားကြပါမယ်ခင်ဗျာဒီဇိုင်းမမှတ်လှုပ်ဆောင်ခြင်းရဲ့သဘောတရားဟာသင်္ချာမှာရှိတဲ့ compound effect ပေါင်းစည်းသက်ရောက်မှုနဲ့အတူတူပါပဲတနေ့ထဲမှာ 10% တိုးတက်ဖို့ခက်ခဲပေမဲ့နေ့တိုင်း 1% စီတိုးတက်အောင်လှုပ်ဆောင်ခြင်းကတစ်နှစ်ကြာရင်တင့်ကို38ဆကျော်ပိုကောင်းလာစေပါတယ်ဒီလိုကြီးမားတဲ့ရလဒ်ဟာနေ့စဉ်အနည်းငယ်လှုပ်ဆောင်ခြင်းကနေစုပြုံဖြစ်ပေါ်လာတာပါပညာရှင်ကြီးတွေကဒီအချက်ကိုနှစ်ပေါင်းများစွာကတည်းကအလေးထားပြောကြားခဲ့ကြပါတယ်ယတနာပညာရှင် Aristotle ကဒီလိုဆိုခဲ့ပူးပါတယ် We are what we repeatedly do. Excellence is not an act, but a habit. ကျွန်တော်တို့ဟာအကြိမ်ကြိမ်လှုပ်ဆောင်နေတဲ့အရာတွေပဲဖြစ်တယ်။ဒါကြောင့်ထူးချွန်ပြောင်မြောက်မှုဆိုတာလုပ်ရက်တစ်ခုမဟုတ်ပဲအလေးကျင့်တစ်ခုသာဖြစ်တယ်တဲ့။နောက်ပြီးစီးပွားရေးဆိုင်ရာဆရာကြီး Jim Rohn ကလည်းအောင်မြင်မှုကိုဒီလိုရိုးရိုးလေးအတိတ်ပဲဖွင့်ဆိုခဲ့ပါတယ်။ Success is nothing more than a few simple disciplines. Practice every day. အောင်မြင်မှုဆိုတာနေ့တိုင်းလေ့ကျင့်လှုပ်ဆောင်တဲ့ရိုးရှင်းတဲ့စီကံကောင်းအနည်းငယ်များသာဖြစ်တယ်တဲ့ဒီအဆိုအမိန့်တွေကတသက်မှတ်ထဲလှုပ်ဆောင်ခြင်းဟာစွမ်းရည် talent ထက်အများကြီးပိုအရေးကြီးကြောင်းပြသနေပါတယ်စွမ်းရည်ကစတင်ဖို့ကူညီပေးပေမဲ့ဒီဇိုင်းမမှတ်လှုပ်ဆောင်ခြင်းကသာတင့်ကိုပြီးဆုံးအောင်ပို့ဆောင်ပေးမှာပါဒီဇိုင်းမမှတ်လှုပ်ဆောင်ခြင်း consistency ကြောင့်ကမ္ဘာပေါ်မှာဘသူတွေဘယ်ကုမ္ပဏီတွေအောင်မြင်ခဲ့တယ်လဲဆိုတာကြည့်ကြရအောင်ပါပထမဦးဆုံးဥပမာကတော့ Hollywood ရဲ့ဝင်ငွေအကောင်းဆုံးသရုပ်ဆောင်တဦးဖြစ်တဲ့ Dwayne Johnson လို့ခေါ်တဲ့ The Rock ဖြစ်ပါတယ်သူကသူ့ရဲ့အောင်မြင်မှုကို consistency ကြောင့်လို့အမြဲတမ်းပြောပါတယ်သူ့ရဲ့ကိုယ်လုံးကိုယ်ပေါက်နဲ့စွမ်းဆောင်ရည်ဟာတရက်ထဲနဲ့ဖြစ်လာတာမဟုတ်ပဲနေ့တိုင်းမနေ့4နာရီမှအိပ်ရာထပြီးလေ့ကျင့်ခန်းပုံမှန်လှုပ်ဆောင်ခြင်းရဲ့ရလဒ်ပါသူကဒီလိုဆိုခဲ့ပူးပါတယ် Success isn't always about greatness it's about consistency consistent hard work leads to success greatness will come အောင်မြင်မှုဆိုတာကြီးမြတ်မှုအကြောင်းအမြဲတမ်းမဟုတ်ပါဘူးဒီဇိုင်းမမှတ်လှုပ်ဆောင်မှုပါဒီဇိုင်းမမှတ်စူးစမ်းလှုပ်ဆောင်ခြင်းကအောင်မြင်မှုကိုဖြစ်ပေါ်စေပြီးကြီးမြတ်မှုဆိုတာနောက်မှာလိုက်လာပါလိမ့်မယ်တဲ့ကုမ္ပဏီကြီးတစ်ခုကိုကြည့်မယ်ဆိုရင် McDonald's ဒါမှမဟုတ် Starbucks ကိုဥပမာယူနိုင်ပါတယ်သူတို့ရဲ့ထုတ်ကုန်အရသာဆိုင်ဒီဇိုင်းသို့မဟုတ်ဝန်ဆောင်မှုပေးပုံဟာကမ္ဘာပေါ်မှာရှိတဲ့နေရာတိုင်းမှာတသက်မှတ်ထဲရှိနေပါတယ်ဘယ်နိုင်ငံမှာပဲစားဘယ်ဆိုင်ခွဲမှာပဲသွားအရသာရောအည်သွေးပါမပြောင်းလဲအောင်ထိမ့်သိမ်းနိုင်ခြင်း consistency ကြောင့်သူတို့ရဲ့ကုန်အမှတ်တစိတ်ကိုလူတိုင်းကယုံကြည်စိတ်ချပြီးကမ္ဘာအကြီးဆုံးစီးပွားရေးလုပ်ငန်းတွေဖြစ်လာခဲ့တာပါ Apple ကိုပြန်လည်ဦးဆောင်ခဲ့တဲ့ Steve Jobs ရဲ့အောင်မြင်မှုကလည်းရိုးရှင်းမှု simplicity နဲ့ design တသက်မှတ်ထဲဖြစ်မှု design consistency ကိုနှစ်ပေါင်းများစွာဆွဲမြဲစွာကင်ဆွဲခဲ့လို့ပါထုတ်ကုန်တိုင်းမှာသုံးစွဲသူရဲ့အတွေ့အကြုံ user experience ကိုတသက်မှတ်ထဲကောင်းမွန်အောင်လှုပ်ဆောင်ခဲ့တဲ့အတွက် Apple ဟာတာမန်ကုမ္ပဏီတစ်ခုကနေကမ္ဘာတန်ဖိုးအကြီးဆုံးကုန်အမှတ်တစိတ်တစ်ခုဖြစ်လာခဲ့တာပါ
ချစ်ခင်ရတဲ့မိတ်ဆွေများခင်ဗျာဒီဇိုင်းမတ်မတ်လှုပ်ဆောင်ခြင်းရဲ့စွမ်းအားကိုဒီလောက်ဆိုရင်မြင်တွေ့ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်အောင်မြင်မှုဆိုတာညာတွင်ချင်းဖြစ်ပေါ်လာတဲ့အရာတခုမဟုတ်ပါဘူးဒါဟာနေတိုင်း gym ကိုပုံမှန်သွားခြင်းပဲဖြစ်ပါတယ်ဒါဟာသင်ရဲ့လုပ်ငန်းအတွက်နေ့စဉ် post တစ်ခုတင်ခြင်းပဲဖြစ်ပါတယ်ဒါဟာနေတိုင်းစာမျက်နှာအနည်းငယ်ဖတ်ခြင်းသို့မဟုတ်စာအနည်းငယ်ရေးသားခြင်းပဲဖြစ်ပါတယ်ဒီနေ့ကစပြီးကြီးမားတဲ့ပန်းတိုင်တွေကိုတပြိုင်နက်တည်းအားထုတ်ဖို့စိတ်ဖိစီးမနေပါနဲ့သေးငယ်တဲ့ခြေလမ်းလေးတွေနဲ့စတင်ပါအရေးကြီးတာကတရက်မှမပြတ်ပဲဆက်တိုက်လုပ်ဖို့ပါပဲဘာလို့လဲဆိုတော့ Robert Collier ရဲ့စကားတွေအတိုင်း Success is the sum of small efforts repeated day in and day out အောင်မြင်မှုဆိုတာနေ့စဉ်မပြတ်ထက်ခါတလဲလဲလှုပ်ဆောင်နေတဲ့သေးငယ်တဲ့အားထုတ်မှုတွေရဲ့စုပေါင်းရလဒ်ပဲဖြစ်ပါတယ်တဲ့။သင်ရဲ့အိမ်မက်တွေကိုဒီဇိုင်းမတ်မတ်လှမ်းချီနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ခင်ဗျာ။နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။